ဆရာမကျမနိုင်ငံကြီးနဲ့ကင်းတယ်နိုင်ငံကြီးနဲ့ကင်းရင်လူမဟုတ်ဘူးနိုင်ငံကြီးနဲ့ကင်းတာတိရစ္ဆာန်ပဲရှိတယ်လူဆိုနိုင်ငံကြီးနဲ့ကင်းလို့အများကိုသင်ပေးနေရတဲ့ဆရာမကိုယ်တိုင်ကဒီလိုလေးကျမနိုင်ငံကြီးနဲ့ကင်းတယ်ဆိုမှတော့ဒီပညာကြီးကဘာသုံးစားလို့ရအောင်မလဲ9ပါးသီလ10ပါးသီလ9ပါးသီလ10ပါးသီလရင်းနေတဲ့ကိုတော်လေးနဲ့တွေ့ရင်ကျွန်တော်ရှောက်ရှင်ပြနည်းနည်းများတယ်ဗျာဘာဖြစ်လို့တော့တိုင်းပြည်အတွက်ကတပားလောက်ထိန်းကိုရပါတယ်ဗျာဘယ်ပါထိန်းရမှာတော့အဒိဏဒါနာဝေဒမနိသိခါပဒသမာရိယာမိတိုင်းပြည်ပစ္စည်းမခိုးရင်ကိုကောင်းလာပါပြီဗျာကိုတော့ကတော့တခိုးကြီးပဲရှက်လည်းမရှက်ဘူးလာစာ9သိန်းလာစာလေးက9သိန်းစီးတကသိန်း900တန်းနဲ့နေတဲ့ညာသိန်း9000ဘဏ်ထဲမှာသိန်း9000ကုမ္ပဏီက9ခုဘယ်ရသူတို့ဘာမှမသိတာကိုအပြစ်မပြောနဲ့ကျောင်းကဆရာမကိုယ်တိုင်ဘာမှမသိဘူးဘာမှမသိလို့ဆရာမအဲ့စကားပြောနေတာလေဆရာမကျမနိုင်ငံကြီးနဲ့ကင်းတယ်နိုင်ငံကြီးနဲ့ကင်းရင်လူမဟုတ်ဘူးနိုင်ငံကြီးနဲ့ကင်းတာတိရစ္ဆာန်ပဲရှိတယ်လူဆိုနိုင်ငံကြီးနဲ့ကင်းလို့အများကိုသင်ပေးနေရတဲ့ဆရာမကိုယ်တိုင်ကဒီလိုလေးကျမနိုင်ငံကြီးနဲ့ကင်းတယ်ဆိုမှတော့ဒီပညာကြီးကဘာသုံးစားလို့ရအောင်မလဲဥနေဝင်းလက်ထက်ကထက်ခဲ့တဲ့ဂျင်းဘတ်ကြီးဥနေဝင်းလက်ထက်ကထက်တဲ့ဂျင်းဘတ်ကြီးကိုဒီနေ့ဒီချိန်ထိလူတွေကြောက်တုံလို့ဒါကိုဒေါအောင်ဆန်းစုကြည်တက်နေမှာဖြေပေးနေပါတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်စကားသူတို့နားတော့အပြည့်ရောက်ဖို့မရဘူးဝန်ထမ်းတွေကနိုင်ငံရေးနဲ့မပတ်သက်ရဘူးဆိုတော့မှားတယ်လို့ဒေါအောင်ဆန်းစုကြည်ပြောပြီးသားနော်ကိုလုတ်ကိုယုံကိုသွားပြန်လာရင်ကိုကြိုက်တဲ့ပါတီကိုအားပေးဝင်းရတိုက်တာလို့ကိုလုတ်တော့မထိခိုက်စေနဲ့ပြောပြီးသားသို့တော့ဂျင်းဘက်ကထည့်ထားတဲ့ဂျင်းဘက်ကဒါကြည့်တော့ထားပါတော့ဆရာမတွေကိုကျွန်တော်အပြည့်ပြောသလိုဖြစ်ပါလိမ့်မယ်တကယ်တော့လည်းကျွန်တော်ကပြောချင်တာပါနော်ဆိုတော့ဒီဆရာမတွေကိုတိုင်ကနိုင်ငံရေးကိုနားမလဲပဲနဲ့ဒီကလေးတွေကိုဗာသင်ပေးမှာတော့ကျွန်တော်အများနဲ့ပြောတဲ့စကားရှိတယ်ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမဲ့ထိန်လင်းလေးသာခင်ဗျားတို့လိုဆရာမတွေနဲ့သင်ခဲ့ရရင်ဒီနိုင်ငံလုံးလိုက်မရဘူးလို့ဟုတ်တယ်နော်တခင်ကိုလိုမိုင်းလိုဆရာမျိုးဒီလိုဥပချိုလိုဆရာမျိုးဥရဇတ်လိုဆရာမျိုးနဲ့တွေ့ခဲ့လို့ရဲတော့အောင်ဆန်းဖြစ်လာတာနော်မာကျောတဲ့တန်ချောင်းအောင်ဆန်းဖြစ်လာတာနော်ထားပါတော့ဗျာဒါတွေကပုဂ္ဂိုလ်ရေးဆာမာတယ်တဖြည်းဖြည်းနဲ့တော့ပြင်ရမှာပေါ့နော်တိုင်းပြည်မှာဆရာဆရာမတွေရဲ့ခန်းကဏ္ဍအင်မတန်အရေးကြီးတယ်ဗျနော်ဒါလည်းထားလိုက်ပါတော့အဲ့တော့ကျွန်တော်နိုင်ငံရဲ့ပညာရေးသည်ကျွန်တော်နိုင်ငံရဲ့အခြေအနေသည်သောတော်ကပြောတဲ့ပညာကောင်းမတတ်ဘူးအဲ့ဒီပညာရေးမှာနောက်ထပ်တစ်ခုမပါတာပါလဲစာပေအမှုပညာမပါဘူးစာကြည့်ဓာတ်အသုံးချတဲ့ပညာရေးမပါဘူးစကားတစ်ခုနဲ့ကျွန်တော်ရှင်းအောင်ပြောပါမယ်စာကြည့်ဓာတ်ကိုဌာပနာခြင်းမရှိတဲ့ပညာရေးဟာပညာရေးမမီဘူးဒါပြောမယ်စာကြည့်ဓာတ်မပါတဲ့ပညာရေးဟာပညာရေးမဟုတ်ဘူးခုကျွန်တော်စာကြည့်ဓာတ်မပါဘူးကလေးတွေဖတ်ဖို့နေနေတာသင်နေတဲ့ဆရာမမဖတ်ဘူးအဲ့လိုထုတ်ပြောတဲ့ဆရာမတွေကိုတွေ့ဘူးတယ်နော်ဆရာကျွန်တော်တို့စာပေဝါဒနာမပါဘူးလေစာပေဝါဒနာမပါဘဲနဲ့ဘာလို့ဆရာလုပ်နေသေးတော့ဒီပညာရေးကမွေးထုတ်လိုက်တဲ့လူတွေမကောင်းတာတိတ်တော့မထူးဆန်းဘူးလေမကောင်းတဲ့ဝင်းကျင်ကနေမွေးထုတ်လိုက်တဲ့အတိုင်းတာအဲ့တော့နိုင်ငံတကာပညာရေးကဘာလုပ်တယ်လဲဒါလေးတော့ထည့်ပြောမှရဟာခင်ဗျာကျွန်တော်တို့တော့အပြစ်ပြောသွားပြီးတော့နိုင်ငံတကာမှာဘယ်လိုလုပ်တယ်လဲလွယ်လေးအများကြီးတော့မပြောနိုင်တော့ဘူး KG plus 12တဲ့နဲ့မူလာတန်း6နှစ်အလယ်တန်း4နှစ်ထက်တန်း2နှစ်6 4နှစ်12တန်းတော်ရှင်းတယ်တကယ်ကအင်္ဂါဘလူးကြတာတွေစတဲ့နဲ့သင်္ကြန်ရှိတာတွေတင်တယ်တောက်ကြနေ့မှာစာကြည့်တိုက်ကိုတွားတယ်စာကြည့်တိုက်ကနေစာအုပ်တအုပ်အတန်းနဲ့လျော်ညီတဲ့အသက်နဲ့လျော်ညီတဲ့စာအုပ်တအုပ်ဘယ်နေ့လဲတောက်ကြယူသွားစနေဖတ်တနင်္ဂနွေဖတ်တနင်္လာနေ့မှာအဲ့ဒါကို workshop လုပ်တယ်တယောက်ချင်းပြောဆရာမတယောက်ချင်းဆွေးနွေးတယ်အဲ့ဒီစာအုပ်ထဲမှာပါတဲ့သင်္ကန်းသားတွေတယောက်ချင်းဆွေးနွေးပြီးတော့အယူအဆအတွေးခေါ်လွဲနေတဲ့လူတို့တယောက်ချင်းတက်ပြီးတကယ်တော့ဒါကျွန်တော်အသေးစိတ်ပြောရမှာဒီမှာမပြောနိုင်တော့ကျွန်တော်နိုင်ငံမှာကျတော့စာဖတ်ဖို့ချိန်မရှိဘူးလို့ပြောတယ်စာဖတ်ဖို့ချိန်မရှိဘူးကျောင်းမှာလည်းစာကြည့်လိုက်မရှိဘူးနိုင်ငံကလည်းပံ့ပိုးပေးနိုင်ခြင်းမရှိဘူးထားလိုက်တော့အဲ့တော့သူတို့နိုင်ငံမှာစာဖတ်တယ်ဆိုတာဒီအဲ့ဒီစာဖတ်ခြင်းကနေသင်ကြားပေးတယ်ချုပ်လိုက်မယ်တစ်ပတ်ကိုတစ်အုပ်တစ်လမှာ4အုပ်တစ်နေ့မှာ10လဆိုတော့အုပ်40စနေတန်းဆိုတော့စနေလေးလီ48အုပ်480သူတို့နိုင်ငံမှာမူလာတန်းအလယ်တန်းအထက်တန်းပြီးတဲ့ကျောင်းသားတိုင်းဟာစာအုပ်ပေါင်း400ကျော်ကိုဖြတ်တန်းပြီးတဲ့ဖတ်ပြီးတဲ့ကလေးတွေကြီးပဲတိုင်းပြည်ရဲ့နိုင်ငံရေးကြောင်းလည်းသိတယ်လူမျိုးရေးကြောင်းလည်းသိတယ်စီးပွားရေးကြောင်းလည်းသိတယ်ပထဝီအနေထားလည်းသိတယ်လက်ပလောင်းတောင်ကြောင်းလည်းသိတယ်အေယာဝတီမြစ်ကြောင်းလည်းသိတယ်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးကြောင်းလည်းသိတယ်လူပတယောက်တည်တယ်ဆိုတာလည်းသိတယ်ဘယ်ပါတီတွေကတိုင်းပြည်ကိုအုပ်ချုပ်နေတယ်ဆိုတာလည်းသိတယ်ဘယ်ပါတီကအတိုက်ခံဆိုတာလည်းသိတယ်
ဘယ်ဖွဲ့နေရသဘုံဆိုတာလည်းသိတယ်ကျွန်တော်နိုင်ငံကတော့တင်လိုက်တယ်ဒါတော့ကျွန်တော်ခုနပြောတာတင်နေတာလားတတ်နေတာလားနှစ်ချက်ကျွန်တော်ဒီကုန်းချုပ်ပါမယ်နောက်မှဆရာချုံညိုရှိပါတယ်ကျွန်တော်ကဝင်40ယူတယ်ဟိုကောင်တွေကငါဥက္ကဋ္ဌတရားယူတော့ပဲလိုင်းကျကောက်ဖို့တော့ပဲစဉ်းစားတဲ့စကားမှုတွေအများကြီးပေါ်လာပါတယ်ကလေးတွေပညာပါတယ်အဲ့ဒီအချက်တွေကအခုဒီကနေ့လူမှုအဝန်းဝိုင်းကိုပေါ်ပေါက်စေပါတယ်အဲ့ဒီလိုဘာမှမသိငဲရတဲ့အတွက်ခပ်ပေါ်ဆရာဝန်တွေအရေပြာမဲ့တဲ့ဆရာဝန်တွေပေါ်ထွက်လာပါတယ်လက်ပေးလိုက်ယူအင်မတန်လှုပ်လို့တဲ့တရားသူကြီးတွေပေါ်ထွက်လာပါတယ်ပြည်သူကိုမဆောက်ရှောက်ပဲလိုင်းကျကောက်ဖို့တော့ပဲစဉ်းစားတဲ့စကားမှုတွေအများကြီးပေါ်လာပါတယ်ကလေးတွေပညာရေးကိုဆောက်ရှောက်မယ်ဆိုတာကျူရှင်တင်မို့လို့စိတ်ဝင်စားတဲ့ကျောင်းဆရာမကြီးတွေဆရာမတွေအများကြီးပေါ်လာပါတယ်တိုင်းပြည်ကိုအာဏာသိမ်းပြီးတော့ဗိုလ်ချုပ်ဖို့လို့စဉ်းစားတဲ့စစ်ဗိုလ်တွေအများကြီးပေါ်လာပါတယ်ကျွန်တော်မြတ်တောင်ပြောနေတာမကောင်းတဲ့ပညာရေးကနေမွေးဖွားပေးလိုက်တဲ့လူတွေဖြစ်တဲ့အတွက်အားကိုးစရာလူမယ်မယ်ရရမရှိတော့ဘဲနဲ့ညီတူမြတူပျက်စီးတဲ့ဝင်းကျင်ကြီးတစ်ခုပေါ်ပေါက်လာပါတယ်ဒီနိုင်ငံကိုဥဆောင်ပြီးတော့ဖျက်သွားတဲ့လူရဲ့အုံနောက်ကတော်တော်ကောင်းတယ်ဗျငါဥက္ကဋ္ဌတရားယူမယ်မင်းတို့ကောင်းနေတရားမယူနဲ့ဒါဆိုအဲ့လူသက်ဆိုးမရှိဘူးဘယ်ကောင်းလက်ချက်နဲ့သေမှမသိအဲ့လူသေမှာဒါပေမဲ့ तू တအားတော်တယ်ငါဥက္ကဋ္ဌတဲ့တရားယူမယ်တဲ့မင်းကဒုဥက္ကဋ္ဌ85ယူတယ်မင်းကအတွင်းမှု90ယူတယ်ဟိုကောင်တွေကအဖွဲ့ဝင်40ယူတယ်ဟိုကောင်တွေကအသင်းသားတွေအစိတ်စီ20ယူတနိုင်ငံလုံးတခိုးတွေပြောင်းလုပ်ပလိုက်အဲ့တော့အကုန်လုံးကစိတ်တော်ပြီးခဏကြီးပြောင်းလို့ထုံးမယ်လို့ကော तू ကပြုံကြီးငါလည်းတခိုးမင်းတို့လည်းတော့ခွဲတူတူပဲအေးစေးပဲဒါတော့အဲ့ဒီလူကြီးကဒီနေ့ချိန်ကြီးညဲတယ်ကျွန်တော်ပြောတာရှင်းတယ်နော်သူတယောက်တည်းစားခဲ့ရင်အဲ့လူကဘယ်သူလက်ချက်နဲ့သေမှမသိသေမှာနော်တအားပတ်နဲ့တယ်သူကအကုန်လုံးခွဲပေးသွားတယ်အကုန်လုံးခွဲပေးသွားတဲ့ခါကျတော့အကုန်လုံးကတိုက်နဲ့ကားနဲ့ခြံနဲ့စိန်နဲ့ရွှေနဲ့ငွေနဲ့ဖြစ်သွားတော့ကတ်တွန်းဆရာမြေစာကကတ်တွန်းဆွဲတယ်လူနှစ်ယောက်ဒီဘက်မှာတိုးရန်နေဖြစ်နေကြတယောက်ကဒီဘက်မှာတိုက်ပုံဝင်နေတယ်လူကြီးမင်းတို့ကောင်းနေကွာမင်းတို့ကောင်းနေဒီကိစ္စကိုငါဝင်ပါလို့ရှိရင်ငါပါတာနဲ့မင်းပါတော့မယ်မင်းပါရင်မင်းတပည့်ပါတော့မယ်မင်းတပည့်ပါရင်ငါတပည့်လည်းပါတော့မယ်ငါတပည့်ပါရင်ကတော့တာပဲကောင်းခြင်းရင်တော့ကောင်းဖို့ခက်တဲ့မြေကိုအခြေအနေကိုစိုးဝါဖန်တီးလိုက်ကြတယ်ဗမာနိုင်ငံအစေအဆုံးနိုင်ငံအဖြစ် least developed country လို့ခေါ်တဲ့အစေအဆုံးနိုင်ငံအဖြစ်ကျွန်တော်ခံခဲ့ရတယ်1980ခွန်အောက်တိုဘာလ29နောက်မကြဘူး88ဖြစ်တယ်ကျွန်တော်15နှစ်အဲ့တော့ကမ္ဘာဆင်းဆုံးတယ်အခုနှစ်20အစိတ်ကြာပြီးတော့ဝင်းသားကြတဲ့တင်ကြာမင်းတို့နိုင်ငံကမ္ဘာဆင်းဆုံးနိုင်ငံမဟုတ်တော့ဘူးဟာဝင်းသားကျောင်းနိုင်ငံဘာဖြစ်သွားလဲမင်းတို့နိုင်ငံကမ္ဘာဆင်းဆုံးနိုင်ငံမဟုတ်တော့ပါဘူးမင်းတို့နိုင်ငံအခု LDC မဟုတ်တော့ပါဘူးတဲ့ဘယ်ကဏ္ဍမှာမှမအောင်မြင်တဲ့အရာရာတွင်းဆုံးကြနေတဲ့ fail state အကုသိုလ်နိုင်ငံကြီးဖြစ်သွားပါပြီခုကျွန်တော်တို့နိုင်ငံကအရာရာတွင်းဆုံးကြနေတဲ့အကုသိုလ်နိုင်ငံဟာဒီလိုငဘောစာအုပ်တွေမဖတ်ပါနဲ့ကျွန်တော်အဖေတော့ဒီနေ့ညနေ6နာရီမှာပဲကွယ်လွန်သွားပါပြီဗျာဟာတဲ့သူများဖေသေးတာရည်စရာလားခင်ဗျားဗျာသူများဖေရဲ့နာရီကိုခင်ဗျားဘာဖြစ်လို့ဟာပေးရတာလဲဗျာပြီးတော့ तू ကပေးတယ်လို့ပေးတယ်ကွာဒါပဲတဲ့ဒါပဲဆိုဆဲတာနော်ကျွန်တော်ပါးစပ်ကမထွက်လို့ဒါပဲဆိုဆဲတာမင်းမတင်းတန်းကိုလိုက်သွားတရောင်းစားဟာအကောင့်ကြည့်လိုက်တော့လူပုံမပါဘူးအောက်တန်းကြတဲ့ဟာတွေဒါရင်းနေတာတင်ထားတာဖုံးကြီးပုံရွှေကုန်းပုံကိုရပုံလှုပ်ပုံတတိယလည်းတစ်စက်မှမရှိဘူးအဲ့တော့ကျွန်တော်တို့တိုင်းပြည်ကျွန်တော်နိုင်ငံရဲ့အနေအထားအဲ့တော့ခုနကျွန်တော်ဆက်ချင်တဲ့ဟာကိုလာပြီဘာသာတရားပေါ်မှာလည်းလေးလေးနက်နက်မရှိဘူးနားလည်းမလဲမြတ်စွာဘုရားရှင်ကတိတ်ဆိတ်နေလိုတာလားဒီစကုနဲ့တွန်းညင်တာလားမြတ်စွာဘုရားဘယ်လိုစံပယ်တော်မူချင်တာလဲတိတ်ဆိတ်စံပယ်တော်မူလိုတာလားဒီစကုနဲ့တွန်းညင်တာလားကဲပဲနဲ့တွန်းညင်တာလားစုံညာပေါက်ကွဲဗျာဘာမှကတော့ဆရာတော်ခိုင်းရမိန်တယ်ရှက်ဖို့ကောင်းတယ်ကွယ်တဲ့မင်္ဂလာတော်ဖွင့်တဲ့ခြင်းနဲ့ဘုန်းကြီးဖွင့်တဲ့ခြင်းတူတူပဲဘုန်းကြီးတိတိလင်္ကာမှာနေခဲ့ဖို့ပါတယ်ဓမ္မတေးပါလူတွေရဲ့ကာယဝါဒကိစ္စကလူတွေရဲ့ကိစ္စပါခုတော့တို့နိုင်ငံဘုန်းကြီးကျောင်းကဖွင့်တဲ့ခြင်းနဲ့ဓမ္မရောဖွင့်တဲ့ခြင်းရက်ွက်ထမှာဖွင့်တဲ့ခြင်းတူတူပဲဘုံကထိန်လဲတာအိုးစုံညာပေါက်ကွဲလက်ချစ်စုလဲတာပို့ဆိုးသေးခြေသုံးကိုတော်ကြီးကဖြူဖြူကျော်သိန်းနဲ့အလဲကနေခဏတော်နဲ့နောက်ဆုံးကဝမ်းစုခိုင်သိန်းနဲ့
ချမ်းမြေမောင်ချုပ်လေးနဲ့မှမလဲရရင်ငါမကြွားဘူးလို့ဗျာဘုရားမိတ်မြန်ထားသလားမသိဘူးလှုပ်ဖို့၅ပါးသီလ၈ပါးသီလ၉ပါးသီလ10ပါးသီလရင်းနေတဲ့ကိုတော်လေးနဲ့တွေ့ရင်ကျွန်တော်ရှောက်ရှင်ဘုရားနည်းနည်းများတယ်ဗျာဘာဖြစ်လို့တော့တိုင်းပြည်အတွက်ကတပါးလောက်ထိန်ကိုရပါတယ်ဗျာဘယ်ပါထိန်ရမှာတော့အရိဏဒါနာဝေဒမနိသိခါပဒတမာရိယာတိုင်းပြည်ပစ္စည်းမခိုးရင်ကိုကောင်းလာပါပြီဗျာကိုတော်ကတော့သခိုးကြီးပဲရှက်လည်းမရှက်ဘူးလာစာ9သိန်းလာစာလေးက9သိန်းစီးတကသိန်း900တန်တယ်နေတဲ့ညာသိန်း9000ဘဏ်ထဲမှာသိန်း9000ကုမ္ပဏီက9ခုဘယ်ရရဘယ်ရရမိမစိန်ကတစ်ဖက်ဖက်နဲ့ရှက်ရကောင်းမလဲမသိဘူးကြောက်ကောင်းမလဲမသိဘူးဘာဖြစ်လဲပတ်ဝန်းကျင်ကြီးတစ်ခုလုံးကပျက်စီးသွားတဲ့အတွက်တကယ်လို့သာပတ်ဝန်းကျင်ကကောင်းနေမယ်ဆိုရင်အဲ့ဒီမိမစိန်ကတစ်ဖက်ဖက်နဲ့လုံနေရင်ပတ်ဝန်းကျင်ကြည့်ရမယ်ဟာဟိုမှာလာပြီဟိုမှာတွေ့လားဟိုမှာလေတခိုးမကြီးလားတွေ့လားဟိုမှာယောက်ျားတခိုးကြီးလေဟာသူမိမမှာစကားပြောတွေ့လားအဲ့ဒီမျိုးလုံးတန်တွေကိုမခံနိုင်တာနဲ့အဲ့ဒီမိမစိန်ကမပိုင်ရဘူးခိုးတော့ခိုးထားတယ်ဒါပေမဲ့တိမ်တိမ်ငယ်ငယ်လေးဟိုနားမှာလည်းလူတော်မတို့ဒီနားမှာလည်းလူတော်မတို့ဟာဒီမှာဆာညီမင်းတို့ကြောက်လာပါပြီဆိုဆာညီမင်းတို့ဆွတ်တဲ့အဆုပ်လေးနဲ့တော့ဘုံအင်ကြီးနော်နော်လေးနဲ့ဟာဆာညီမင်းတို့ကြိုးတဲ့လူတွေအများကြီးပဲဘာဖြစ်လို့လဲဆာညီမင်းတို့ဆာကြီးစရာချမ်းတော့မချမ်းသာဘူးဒါပေမဲ့ကိုယ်သိက္ခာရှိတယ်ကွာအဲ့ဒီချိန်မှာစိန်တကနဲ့လူကဝစ်နေရမှာကိုတော့တိုင်းပြည်ကစိန်တကကမော့ဆွတ်တဲ့အဆုပ်လေးနဲ့ကောင်ဝစ်နေရမခိုးတဲ့ကောင်ဝစ်နေရခိုးတဲ့ကောင်ထောင်းကျွန်တော်ပြောတဲ့တိုင်းပြည်ပြက်နေတယ်ဆိုတာမြင်ပြီလားဘာသာတရားပေါ်မှာလဲကျွန်တော်တို့လေးနက်မှုမရှိပါဘူးဟုတ်ပြီကျွန်တော်နေကုန်းချုပ်ပါမယ်